နေမကောင်းလို့ချက်ပေါင်းလေးလှုပ်စားပါမယ်ချက်ပေါင်းလေး2ပေါင်သုံးထားပါတယ်ပုံမှန်ကတော့စားကလေးနဲ့ပဲပြုတ်တာအခုကတော့စားလေးလည်းထည့်ထားတယ် this is salt ပြီးတော့ငရုတ်ကောင်းမုံလေးလည်းထည့်ထားတယ် pepper and I also add the ginger powder I usually use the ginger slices but I don't have it right now so I'm just using the ginger powder ပြီးတော့ချက်သားလေးတွေပြုတ်နေတော့မှလီးမဲ့အသီးနှံလေးတွေကိုပြင်ပါမယ်ဒါကမုံလာဥဖြူလေးမုံလာဥနီလေးချက်တော်နီလေးအစုံကလေးရောကြိုက်လို့ပြောင်းမူလေးရောရှိနေတယ်ပြီးတော့ပဲစိမ်းလေးရောထည့်ပါမယ်ထည့်မဲ့အသီးနှံလေးတွေကိုလှီးထားတာပါချက်သားပြုတ်လို့ရှိရင်အဲ့လိုဖြူဖတ်တွေအဲ့ဒါတွေကိုဆယ်ထုတ်ပါမယ်ချက်သားကိုဟိုဘက်ဒီဘက်ကျက်နေအောင်ပြုတ်ပါမယ်ပြီးတော့ချက်သွန်နီလေးလှီးပြီးလို့ရှိရင်ချက်သွန်နီလေးကိုချက်သားပြုတ်ရည်တွေကိုထည့်ပါမယ်ဘာလို့လဲဆိုချက်သွန်ရဲ့အချိုးရည်ရဲ့ချက်သားရဲ့အချိုးရည်ရဲ့ချက်ပြုတ်ရည်အရင်ကိုရတာရှိပါတယ်ချက်သားကိုချက်ပြီးလားလို့စမ်းကြည့်တာပါမချက်သေးပါဘူးချက်သားကိုချက်အောင်ထပ်တယ်ထားပြီးတော့ချက်ပြီးဆိုရင်ချက်ပေါင်းတစ်ခုစလုံးကိုဖယ်ထိုးလိုက်ပါမယ်အေးသွားပြီဆိုတော့မှအသားလေးတွေကိုနှွာထားလိုက်မယ်ပြီးတော့ချက်ပြုတ်ရည်တွေကိုခနောချက်သားခဲလေးထည့်ပါမယ်သူကခဲလေးတွေလာတာတခဲဆိုရတယ်ဒီလိုတခဲဆိုရတယ်ဘာမှထပ်ထည့်စရာမလိုတော့ပြီးတော့ဆောကပြီးထားတဲ့တီးနှံလေးတွေကိုထည့်ပါမယ်ခါချက်ဦးလေးထည့်မယ်ကစုံလေးအရင်ချိုးစားလို့ကောင်းတယ်ပြီးတော့မုံလာဥဖြူလေးလည်းထည့်ပါမယ်ပြီးတော့ပြောင်းဖူးလေးနဲ့ပဲစိမ်းလေးတွေသူကပုံမှန်စနိုးမိုက်ခရိုဝေ့ဖ်ထဲကိုထည့်လိုက်သေးတယ်အခုကတော့တန်းပြီးတော့ထည့်လိုက်တယ်ပြီးတော့အားလုံးကိုကြက်အောင်ပုတ်ဆူအောင်တည်ထားလိုက်ပါမယ်နွာထားတဲ့ကြက်သားလေးတွေရပြီဆိုလို့ရှိရင်တော့ကြက်သားလေးတွေကိုထည့်လိုက်ပါမယ်အားလုံးကိုကြက်အောင်တည်ထားပါမယ် Whenever I get sick this is the soup I always make because it's so delicious and it boosts my immune system which is good for me I like it a lot ချက်ပြီးသားလို့ရတာရှိပြီးသားလို့ညီးကြည့်ပါမယ်ဘာမှထပ်ထည့်စရာမလိုတော့ပါဘူးအားလုံးချက်ပြီးဆိုရင်စားဖို့ပြင်ပါမယ်မစားခင်မှာငရုတ်ကောင်းမုံလေးထည့်ပါမယ်ပြီးတော့ကျွန်တော်ကနည်းနည်းမင်းကြိုက်လို့နည်းနည်းမင်းကလေးရောထည့်ပါမယ်ရတာရင်ရှိပါတယ် Hope you like it. Have a great day everyone. I'll see you next time. Bye bye.